Okay ကျွန်တော်မရှိတဲ့ငွေနဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ငွေပေးချမ်းနဲ့စပိမန်ဂိမ်းလေးကိုတက်လုံနီးနဲ့ဗီဒီယိုကြည့်နီးလေးကိုလာပြပြပေးတာဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့စပိမန်ဂိမ်းလေးတွေကိုဝင်လိုက်ပါမယ်ဒီဂိမ်းလေးတွေကိုဝင်မှာပေါ့နော်ကျွန်တော်တို့ VPN လေးခံမှုလို့တယ်ပေါ့နော် US VPN လေးကိုဒီ VPN လေးပေါ့နော်ကျွန်တော် VPN လေးဒီကောင်လေးကိုကျွန်တော် US မှာထားလိုက်မယ်ပေါ့နော် US မှာထားလိုက်မယ်ပြီးရင်ကျွန်တော်ဒီကောင်လေးကိုပေါ့နော် down နေမသိတဲ့လူတွေကကျွန်တော် Play Store တွေကိုတစ်ချက်ဝင်လိုက်Play Store တွေတစ်ချက်ဝင်တော့ Play Store ရဲ့ server မှာဂျန်ဂျန် VPN လို့ရိုက်ရှာလိုက်ပေါ့နော်အဲဆိုရင်ဒီကောင်လေးပေါ်လာလိုက်မယ်ဒီကောင်လေးကို down လိုက်ပေါ့နော်ကောင်လေးကို down လိုက်အဲဆိုရင်ကျွန်တော်တို့ Streamer ကလေးတွေဝင်လိုက်မယ်โอเคဒီတဲကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာငွေထုတ်တဲ့နေရာဒီမှာလည်းငွေထုတ်တဲ့နေရာဒီမှာဒီလူပြေးတဲ့ပုံစံလေးပေါ့နော်အမှလည်းငွေထုတ်တဲ့နေရာပေါ့နော်ဒီကောင်က level 50ပြီးငွေထုတ်လို့ရပြီကျွန်တော်ထုတ်လို့ရပြီပေါ့နော်ကျွန်တော်ဒီကောင်ဆက်စုအောင်မယ်ပေါ့နော်အများရမှကျွန်တော်ထုတ်မှာပါဒီမှာပေါ့နော်ဒီကောင်ဒီ RN40 ကိုပေါ့နော်2ရက်လောက်လောက်ရတယ်ပေါ့နော်အဲ့ဒါဒီ RN40 ကိုပြေးဖို့ဆိုရင်ကျွန်တော်တို့ဗီဒီယိုတွေကြည့်တက်မှရမှာပေါ့နော် RN40 ကို2ရက်တည်းပြေးဖို့ဆိုရင်ကျွန်တော်ဗီဒီယိုတွေကြည့်တက်မှရမှာအဲ့ဆိုကျွန်တော်တစ်ချက်ဆော့ပြမယ်ပေါ့နော်ဒီအခုစားဆုံးမယ်ဆိုရင်ပေါ့နော်ဒီကောင်လေးကိုတစ်ချက်ပဲနေပေါ့နော် line မကောင်းရင်ကိုက2ချက်လောက်နေလိုက်ရင်အသေးက2ခုကုန်သွားမှာပေါ့နော်အဲ့ဒါဆိုရင်ကိုက2ရက်လောက်ပြည့်မဲ့နေရာမှာမပြည့်ပဲ3-4ရက်ဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နှိမ့်မယ်ဆိုရင်ကျွန်တော်လူပုံလေးတွေရှာနေလိုက်တစ်ချက်လောက်နေလိုက်ပေါ့နော်မတူတူပြေးသွားတယ်ပေါ့နော်3-4ချက်တော့မနေနဲ့ပေါ့နော်3-4ချက်နေရင်တော့ကိုအသေးကြီးဒါအကုန်တာပေါ့နော်3ချက်လောက်နေ3ခါလောက်ကုန်သွားတယ်အသေးထိုးပေးရမှာကျွန်တော်မထိုးတော့ဒီမှာနော်ဗီဒီယိုလေးတချို့ကြည့်တာပေါ့နော်အဝိုင်းလဲနေတာရှိတယ်အဲ့ဒါလေးကျွန်တော်တစ်ချက်လုပ်ပြမယ်ပေါ့နော်ကျွန်တော်ပြောနေတဲ့ VPN ကိုခံလိုက်ပေါ့နော်အကောင် line ကောင်းတယ်ပေါ့နော်ဆော့ရတာလည်းအဆင်ပြေတယ်ဒီကောင်လေးကိုထိုးလိုက်ပေါ့နော်ကိုက level မြင့်နိုင်မြင့်သလိုပေါ့နော်ဇဒူတွေရမှာပေါ့နော်ကျွန်တော်ချက်ဗီဒီယိုလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒီမှာဗီဒီယိုလာပါပြီပေါ့နော်ခဏဆောက်ပေးလိုက်ပါခဏဆောက်ပေးရတယ်ပေါ့နော် line ကောင်းရင် line ကောင်းသလိုအဲ့ဆိုရပြီပေါ့နော်ဒီလိုအမြောက်လေးပေါ်လာရင်ဒီအမြောက်လေးတစ်ချက်နှိပ်လိုက်အဲ့ဆိုရပါပြီပေါ့နော်အခုအဖြစ်များနေတယ်ပေါ့နော်ဒီကောင်လေးပေါ့နော်ဒါ even လာတာပေါ့နော်ကိုက RN40 ထုတ်မယ်ဆိုရင်80ရမှာပေါ့နော်80ဇာတို့ရမှာပေါ့နော်အဲ့ဒါကြောင့်ဒီကောင်လေးတွေလုတ်တင်တယ်ပေါ့နော်လုတ်မှုဆိုရင်ကိုကတငယ်ချင်းမရှာနိုင်ဘူးဆိုရင်ကိုကတက်လေးတွေလုတ်ဖို့လိုတယ်အတက်လေးတွေဆိုရင်တစ်ချက်ဝင်လိုက်မှာပေါ့နော်ချက်ဝင်လိုက်ဒီမှာဒီတက်လေးတွေအပြည့်လုတ်ဖို့လိုတယ်ပေါ့နော်ဒီကောင်လေးကဗီဒီယိုကြည့်ရတာပေါ့နော်ကျွန်တော်တစ်ချက်ကြည့်ပြမယ်တစ်ချက်မရဘူးဆိုနောက်တစ်ချက်ထပ်နှိပ်လိုက်ပေါ့နော်ဒီကောင်လေးကိုခဏဆောက်ပေးလိုက်ပါဒီမှာနော်ပေါ်လာပြီပေါ့နော်အမားကြီးလေးပေါ်လာအဲ့ဒါလေးတစ်ချက်နှိပ်လိုက်line မကောင်းတော့ခဏဆောက်ပေးလိုက်ချက်ပြန်ထွက်ချက်ပြန်ဝင်ဒီမှာပေါ့နော်ဒီမှာ3ခုဖြစ်သွားပြီပေါ့နော်အခုနက2ခုပေါ့နော်ကျွန်တော်ဒီမှာ9ဟိုဟာရတယ်ပေါ့နော်ဒီမှာအပေါ်ဟာပြည့်သွားပြီပေါ့နော်ဒါလည်းစုပ်ပြတ်တက်ဒီမှာရသွားပြီပေါ့နော်ဒီမှာဒီအပေါ်ကတက်လေးကိုကျွန်တော်တစ်ခုထပ်လုပ်ပြမယ်ဒီကောင်လေးဒီအလေကတက်လေးကတော့
ဒီကောင်ကလူကိုဆော့ရမှာပေါ့နော်ပွဲဆော့ရမှာ10ပွဲဆိုရင်ကိုဒီကောင်လေးကိုပြည့်တယ်ပေါ့နော်ဒီမှာဒီဂိမ်းကိုဆော့တဲ့အချိန်ပေါ့နော်ဒီဂိမ်းကိုဆော့တဲ့အချိန်ဒီကောင်ဒီမှာဗီဒီယိုကြည့်ရတာပေါ့နော်အခုနကျွန်တော်လုပ်ပြနေဟာပေါ့နော်ဒီအပေါ်ဆုံးဟာလေးကိုကျွန်တော်တစ်ချက်သွားလုပ်ပြပါမယ်ဒီအခုတက်လေးကိုပြေးဖို့ဆိုရင်ကျွန်တော်တို့ဒီကောင်လေးကိုနှိပ်လိုက်ပေါ့နော်သူနှိပ်ခိုင်းတဲ့ဟာတွေကိုလိုက်နှိပ်ပြီးနှိပ်ပြီးအဲ့တိုင်းထပ်နှိပ်ပြီးပေါ့နော်ကိုပြေးလားမပြေးလားကြည့်ရင်ကျွန်တော်တစ်ချက်ပြမယ်ဒီကောင်လေးပေါ့နော်ဒီကောင်လေးပြေးသွားရင်ကိုကအဲ့ဒါဆိုရင်တက်တစ်ခုအောင်မြင်သွားပြီပေါ့နော်တက်တစ်ခုတော့မဟုတ်ဘူးပေါ့နော်သူက9ခုလောက်ခိုင်းတာကိုကအဲ့9ခုထဲမှာတစ်ခုအောင်မြင်သွားပြီပေါ့နော်တစ်ချက်ထပ်နှိပ်ပါအဲ့တိုင်းပဲနှိပ်ပြီးပါပြေးလားပြေးလားကြည့်ရင်ဒီမှာပေါ့နော်ပြေးကနီးနေပေါ့နော်ကျွန်တော်ထပ်နှိပ်ပြီးပါမယ်ဒီမှာနော်ပြေးသွားပြီပေါ့နော်အဲ့ဒါလေးပြေးဖို့နည်းလို့သေးရပေါ့နော်ထပ်နှိပ်ပြီးပါမယ်ဒီမှာပြေးသွားပြီပေါ့နော်ဒီမှာတက်တစ်ခုပြေးသွားပြီ line မကောင်းလို့မပေါ်သေးတာပေါ့နော်ကျွန်တော်ချက်ပြန်ဝင်ပြပါမယ်ဒီမှာပေါ့နော်တစ်ခုပြေးသွားပြီပေါ့နော်ကျွန်တော်ဟိုပါပေါ့နော်ငွေထုတ်တဲ့နေရာမှာဟောခိန်းနဲ့စားပါတယ်ဗီဒီယိုလေးကဒီလောက်ပါပဲပေါ့နော်ဗီဒီယိုလေးရှည်ကောင်းအောင်မို့လို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ